အားလုံးပဲမင်္ဂလာပါယခုတစ်ခါတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့တန်ခေါင်ရန်ရွာရဲ့ကြောက်မက်ဖွယ်ရာဇာတ်လမ်းလေးဖြစ်ပါတယ်ဇာတ်လမ်းထဲတွင်ကြောက်မက်ဖွယ်ရာများစိတ်လှုပ်ရှားဖွယ်ရာများနှင့်ပြည့်နှက်နေပြီးနားထောင်သူများကိုစိတ်ဝင်စားစေမည့်အကြောင်းအရာများပါဝင်ပါတယ် ဇလန်းအစမှာတော့တန်ကောင်းရန်ရွာသည်တောင်ကုန်းများအကြားလှပသောတဘာဝပတ်ဝန်းကျင်ဖြင့်ဝန်းရံနေသောကြေးရွာတစ်ရွာဖြစ်ပါတယ်။သို့သောဤရွာသည်လူသိများသည့်ရွာဖြစ်တော်လဲနာမည်ဆိုးဖြင့်ကြော်ကြားခဲ့တဲ့တန်ကောင်းရန်ရွာတွင်ရွာသူရွာသားများသည်ညဘက်ရောက်တာနှင့်တပြိုင်နက်အိမ်ရဲ့တကားကိုပိတ်ပြီးထွက်ချင်းမပြုကြပေညဘက်တွင်ရွာတစ်ဝိုက်မှကြောက်မက်ဖွယ်အသံများလူသဏ္ဍာန်များလှည့်လည်သွားလာနေသည့်ကြားသဖြင့်ရွာသားများကြောက်လန့်နေကြပါတယ်။တန်ကောင်းရန်ရွာတွင်မောင်လူအေးဆိုတဲ့လူငယ်တစ်ယောက်အရက်မူပြီးလမ်းမှာအိပ်ပျော်သွားသဖြင့်ဂုတ်ချိုးသက်ခံရဖူးပါတယ်ထိုဖြစ်ခဲ့သောကြောင့်ရွာသူရွာသားများလိပ်ဆင်နေကြပါတယ်ဤအဖြစ်ဆိုးတွေဖြစ်နေတာတွေကရွာမှာလွန်ခဲ့သောနှစ်ပေါင်း100ခန့်ကဖြစ်ပျက်ခဲ့သောအဖြစ်တစ်ခုနှင့်ဆက်ဆက်နေပါတယ်ထိုအချိန်ကရွာတွင်လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီးသက်ခံရသူ၏အသက်ဝိညာဉ်သည်ရွာတစ်ဝိုက်တွင်လှည့်လည်နေသည်ဟုပြောဆိုခဲ့တဲ့ထိုအချိန်မှစ၍ရွာတွင်ကြောက်မက်ဖွယ်ရာများဖြစ်ပွားလာခဲ့ပါတယ်။ရွာသူရွာသားများကအမျိုးမျိုးဖော်ထုတ်ဖို့ကြိုးစားခဲ့တယ်။နောက်တစ်နေ့ညနေခင်းတွင်ရွာသို့ဧည့်သည်တဦးရောက်ရှိလာခဲ့တယ်။သူ၏အမည်ကတော့မောင်မင်းဖြစ်ပါတယ်။မောင်မင်းသည်တန်ကောင်းရန်ရွာသို့ခရီးထွက်လာခြင်းဖြစ်ပြီးရွာ၏သမိုင်းနှင့်လျှို့ဝှက်စမ်းကြယ်မှုများကိုလေ့လာဖို့ရောက်လာခဲ့ပါတယ်။ရွာသူရွာသားများကသူ့ကိုဖြစ်စစ်ပြောပြပြီးသတိပေးကြခဲ့ပါတယ်။ညဘက်တွင်အိမ်မှမထွက်ပါနှင့်ကြောက်မက်ဖွယ်ရာများဖြစ်ပွားနိုင်သည်ဟုပြောဆိုကြပါတယ်။သို့သောမောင်မင်းသည်စူးစမ်းလိုစိတ်ပြင်းပြသူဖြစ်ပြီးညဘက်တွင်ရွာတစ်ဝိုက်ကိုလှည့်လည်ရန်ဆုံးဖြတ်ချက်ချပြီးနေပါပြီ။ညအချိန်ရောက်တော့မောင်မင်းသည်လိုအပ်တဲ့ပစွေတွေကိုအကုန်လှည့်ပြီးအိမ်မှထွက်ခဲ့ပါတယ်။မောင်မင်းသည်ရွာ၏လမ်းများပေါ်တွင်လမ်းလျှောက်နေစဉ်ရွာသားများပြောဆိုသည့်အတိုင်းကြောက်မက်ဖွယ်ရာအသံများကိုစတင်ကြားရပါတော့တယ်။တစ်ပင်များအကြားလူသဏ္ဍာန်များလှုပ်ရှားနေသည်ကိုမောင်မင်းတမြင်နေပါတယ်။ထိုအသံများသည်သူ၏နောက်မှနီးကပ်လာပါတယ်။ခြေသံများလည်းနောက်ကျောဘက်မှကြားနေရပါတယ်။ထိုအချိန်တွင်သူသည်နောက်ကျောကိုလှည့်ကြည့်သောအခါဘာမျှမမြင်ရပေ။မောင်မင်းသည်အလွန်သတ္တိကောင်းသောလူငယ်တစ်ယောက်ဖြစ်သဖြင့်ထိုအသံတွေကသူ့ရဲ့စိတ်ကိုပိုမိုစူးစမ်းချင်စိတ်ပြင်းပြလာခဲ့တယ်။မောင်မင်းသည်လမ်းဆက်လျှောက်လာရင်းရွာ၏ဗဟိုရှိကျောင်းတစ်ခုသို့ရောက်ရှိသွားပါတော့တယ်။ထိုကျောင်းဟောင်းသည်လွန်ခဲ့သောနှစ်ပေါင်း100ကလူသတ်မှုဖြစ်ပွားခဲ့သောနေရာဖြစ်သည်ကိုရွာသူရွာသားကပြောပြထားပါတယ်။ကျောင်းတွင်သို့ဝင်ရောက်သောအခါသူသည်မိအိမ်တစ်လုံး၏အလင်းရောင်ကိုမြင်ရပါတယ်။ထိုမိအိမ်သည်လူသက်ခံရသူ၏ဝိညုံမည်ဟုမောင်မင်းတယောက်တွင်မိပါတယ်။ထိုအခါမောင်မင်းကမီးအိမ်ကင်ထားတဲ့သူကိုဟိုက်ရဆန်းဘသူလဲလို့သူမေးနေခဲ့တယ်။ဒါပေမဲ့မီးအိမ်ကင်ထားတဲ့သူကပြန်မပြောဘဲကျောင်းဟောင်းတွင်သို့တန်းတန်းမတ်မတ်ဝင်သွားပါတယ်။မောင်မင်းတယောက်မီးအိမ်ထားတဲ့သူနောက်ကိုလိုက်လံကြည့်ရှုရာမှကျောင်း၏နေရန်တွင်ရေးထားသောစာသားများကိုစတင်တွေ့ရပါတယ်တော့လေထိုအခါမောင်မင်းကသူ့အိတ်ထဲမှပါလာသောမီးအိမ်ကိုထုတ်ပြီးကြည့်ယူခဲ့တဲ့အခါမှာတော့ကျိန်စာကိုဖြေရန်လူသက်သူ၏အကျွင်းကျန်များကိုရှာဖွေပြီးမိရှို့ရမည်ဆိုသည့်စားများကိုတွေ့ခဲ့ရပါတယ်ထိုအချိန်တွင်အခုမောင်မင်းသည်လူသက်သူ၏အယိုးများကိုစတင်ရှာနေချိန်မှာတော့အောင်ကြီးတစ်ခုတွင်မြေအောက်တကူတွေ့ရှိခဲ့ပါတော့တယ်မောင်မင်းလည်းအောက်သို့ဆင်းသွားတော့ပါတယ်ထိုနေရာတွင်လူသက်သူ၏အယိုးစုများကိုတွေ့ရှိတော့တဲ့အခန်းတွင်ဝိညာဉ်များကလည်းမောင်မင်းကိုအကူအညီတောင်းနေကြပါတယ်နောက်ဆုံးတွင်အယိုးစုများကိုမြောက်အောက်တွင်အယိုးစုများကိုရှာတွေ့ပြီးမရှုပ်ဖြက်စီးလိုက်တဲ့အခါတော့ဝမ်းကြောက်အတန်တွေလည်းတိတ်ဆိတ်သွားပါတော့တယ်နောက်မနေ့ရောက်တော့ရွာသူရွာသားများကိုမောင်မင်းကညကဖြစ်ရအားလုံးပြောပြလိုက်တယ်ရွာသူရွာသားများကမောင်မင်းရဲ့တတိကိုချီးကျူးခဲ့ကြပါတော့တယ်မောင်မင်းကရွာသူကြီးနှင့်ရွာသူရွာသားများကိုသူ့အတွက်ကောင်းမှုကုသိုလ်ပြုလုပ်ပေးပြီးတန်ကောင်းရန်ရွာလေးလည်းအေးချမ်းသွားပါတော့တယ်ထိုအခါမောင်မင်းသည်ရွာမှထွက်ခွာသွားပြီးသူ၏ခရီးစဉ်ကိုဆက်လက်ထွက်ခွာသည်သို့သောသူသည်တန်ကောင်းရန်ရွာ၏လျှို့ဝှက်စမ်းကြယ်မှုများကိုဘယ်တော့မှမေ့နိုင်မည်မဟုတ်ပဲဒီဇယ်လေးဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်ယခုတစ်ခါတင်ဆက်ပေးသွားတာကတော့တန်ကောင်းရန်ရွာရဲ့ကြောက်မက်ဖွယ်ရာဖြစ်ရပ်ကိုတင်ပေးသွားတာပဲဖြစ်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာဇာတ်လမ်းတွေကိုညတိုင်း8 နာရီအချိန်တွင်တင်ဆက်ပေးမှာမို့ channel လေးကို subscribe လုပ်ပေးသွားကြပါအောင်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျာ